ဒီဆိုင်မှာလေဟို new collection လေးပါဆက်ရှိတာရှိပါတယ်ရှိပါတယ်ဘယ်လောက်ကျွန်တော်ကပဲတောင်းပန်ပါတယ်နော်ရတယ်ဟိုအမအချိန်ရှိတယ်လို့ပြောတာအချိန်ရှိလားဟုတ်ဘာဖြစ်လို့လဲကျွန်တော်မိုးလေးတော့စားမှာအမတိုက်ရုံနဲ့မရှိပါဘူးလို့ပါဟိုကျွန်တော်တောင်းပန်နေနေကျွန်တော်အမောင်လည်းဘုန်းကြီးချင်တာပါနော်ကြားမှာလားဟုတ်ဒီအလေးတော့ဝင်လာလေးပါဘယ်လိုကြီးပြောနေတာအော်ကျွန်တော်ကိုမင်းမဆက်တရားဆိုချင်းလဲတော့ကျွန်တော်ကကျွန်တော်ကဟိုဘိတ်မှာမွေးတာဘိတ်မှာမွေးမယ်ကျွန်တော်အခုဟိုဂျပန်ကပြန်ရောက်တာတော့တိတ်မကြဘူးဘာမှရဲ့ဂျပန်လားပတ်စံဒီအများကြီးရမှာပေါ့နော်အမေဘောဟိုအိမ်မှာလေငါးလုံးလောက်ရှိတော့ဘယ်မှာထားမှမသိတော့လေရံခဏပြန်လာတာငါးလုံးโอเคပါအမဘာထားအောင်မလဲဘာထားမကြဒီမလေးဟုတ်ဝေးတာခေါ်လိုက်လေဝေးတာအမဒါကဖုတ်ခေါ်လေကွင်းကြော်လေဒါကလည်းအဲ့လိုအကွင်းလေးလေချိုလေးဟာအမရဲ့အဲ့ခြေထုံးနဲ့လို့ခေါ်တာခြေထုံးနဲ့ဩခြေထုံးနဲ့လေခြေထုံးနဲ့သိပါတယ်ခြေထုံးနဲ့မင်းကလည်းဟိုငါမရောက်တာကြတော့မေ့နေလို့ပါနေတာဘောနော်အဲ့လိုဂျပန်ပြည်သက်များလားဂျပန်လားဟိုဘယ်လိုပြောရမလဲဘောနော်ဟို30ဆိုရင်တော့9လောက်ရှိတာဘောနော်အဲ့ဒီ30ဆို9လောက်ဆိုပါဟုတ်ရာခိုင်နှုန်း10ရာခိုင်နှုန်းဆို9ရာခိုင်နှုန်း8ရာခိုင်နှုန်းတော့ဒါနဲ့လေသပင်းနဲ့ငငယ်နဲ့ဖြူးလာလား98မဟုတ်အမဒါအမအိမ်လားပြောဟုတ်လေအမကျွန်တော်ဒီဘက်နဲ့တိတ်ကြိတ်တာဟိုအိမ်မှာလေအမေရှိမှထားတယ်အများကြီးရှိတယ်တိတာတရားက goose ဟုတ်လား goose GUESS ဂူစီးပါမောင်လေးကဂူစီးဟိုအမလေဟိုဒီရွှေခြေလုံးငယ်ခြေဆုံးခွင့်လာတာဟုတ်တယ်တင်နော်အမကြည့်ရရွှေသားခွင့်အဲ့ဒါဘောအမကျွန်တော်ကလေအမဒီအိတ်ဒီကန်တော့လေကျွန်တော်တန်းသိတယ်ပြသိလားရွှေသားခွင့်လာတာနော်ဟုတ်တယ်မလားမ brand နေကြိုက်တာလားမောင်လေးကအဖို့ကျွန်တော်ဒါတွေပဲဖွက်တာလားဒါကြိုက်တဲ့ခွင့်ကြုံခြင်းလားမစားလို့ရပြီကျေးဇူးတင်တယ်အရင်ကလည်းကိုပြေဆုံးလို့ရပြီခဏလေးဟိုမပန်ခင်မှာအမရဲ့ကျွန်တော် Facebook နဲ့ဖုန်းနံပါတ်လေးအဲ့လေးပို့ပေးပါဖုန်းနံပါတ်ဟုတ်နည်းနည်းလေးကျွန်တော်ညကြရဒီမလားရေးပေးခဲ့ပဲရေးဖုန်းမရှိနေရလဲဘူးပန်းရလဲရောင်းလို့မကောင်းဘူးဘိုက်ကလည်းစားဟိုင်ရှေ့ရခိုင်မုန်းနေဆိုင်ပြီးတော့ဝင်စားအောင်ပါမောင်လေးဟုတ်ကဲ့ပါကဲဘိုက်ကစားနေပါကြားလိုက်ဆိုင်ရှမ်းရပါပြီခင်ဗျာဟုတ်တယ်လေပေးပါအမရဲ့အမတို့ကကစတမာတွေด้วยเนาะလုပ်ပေးရတာပေါ့အမရဲ့မောင်လေးခင်ဗျာဟိုလေမပန်းရအောင်လို့ဒါလေးယူလိုက်ပါလားဆက်လေဒါလေးမဒီနေ့ပန်းရအောင်လို့ဒါလေးဝယ်လိုက်ပါလားဒီအသက်ဖြစ်နေရလဲနင်ပြောတော့ငါ့ကိုဂျပန်မှာတချစ်ဆိုတာသွားစိတ်ညစ်ပါရဲ့ကျွန်တော်လည်းမပြောနဲ့လေဒီမှာခင်ဗျာဝစ်ထားတဲ့ပုံစံခင်ဗျာပဲကျွန်တော်လိမ့်နေခင်ဗျာအဲ့တုန်းကကျွန်တော်ကိုရွှေဆိုင်လို့လိမ့်ခဲ့တယ်ဘောကြီးထင်လို့ပဲကွယ်ရွှေဆိုင်ပုံမပြောနဲ့ညလေကျွန်တော်တို့ဒီတော့ဝယ်ဆိုင်တာမှာရှိရဲ့ new to ကဝယ်တာ new to ရဝယ်တာတွေးတာစစ်တယ်မလေးလူလေးပါညာလေကျွန်တော်လူရိုးလူသားပြနော်ဘိတ်သားဒီမှာကျွန်တော်ကိုလည်းပြောမနေပါနဲ့ဟိုခင်ဗျားကိုလည်းကြည့်အောင်ဟိုအခုတော့ပန်းတယ်တွေ့တော့ကတော့ဘာလဲဟိုရွှေတိုင်းမှာရွှေတိုင်းတစ်ထေးလို့တော့ဘောစီလို့တော့အမလေးငါလည်းနင်းနဲ့လမ်းဘေးမှာအတော့တူမရောက်နိုင်ဘူးဂျပန်များလိုက်ရမလားဆိုပြီးနင်းကိုကြိုက်တာမလေးကိုကြည့်ကျွန်တော်ပြောနေဒီမှာကျောက်ကလည်းလေခံများနဲ့ညာပြီးတော့လေရွှေတွေရမလားလို့မှတ်နေတာနော်ရွှေမပြောနဲ့ပန်းလဲကျွန်တော်လည်းမယုံနိုင်ဘူးဟုတ်ဒီမှာ